စပင်ဖြူနေတယ်ဆိုလို့ရှိရင်ဆေးမစိုးနဲ့နော်ဆေးဆိုးလို့ရှိရင်စပင်တွေပိုဖြူလာလိမ့်မယ်ပြီးလို့ရှိရင်ကြံတဲ့စပင်ကောင်းတွေမှာဆေးတွေထိကုန်ပါလိမ့်မယ်ရှင်အဲ့တော့စပင်ဖြူတဲ့သူတွေကိုလွယ်လေးတကူသုံးလို့ရတယ်အရာကြီးဖြူဖုံးလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်ဒါလေးကယာယီအဖြူဖုံးလို့ခေါ်ပါတယ်ရှင်သူကမင်္ဂလာဆောင်တွေအလူတွေသွားတဲ့အခါမျိုးမှာစပင်ဖြူကိုဆေးမစိုးခြင်းတဲ့သူတွေစိုးစိနဲ့မတည့်တဲ့သူတွေကဒါလေးကိုသုံးပေးရတာဖြစ်ပါတယ်ရှင်အယောင်အားဖြင့်ဆိုလို့ရှိရင်တော့သူက2ရောင်လာပါတယ်ရှင်01ကအနက်02ကအညိုပါရှင်အနက်လေးကလည်းတင်းတင်းလေးနဲ့မှုတ်မှုတ်လေးမှုလို့ကျမတို့ဆေးဆိုးတို့မျိုးအနက်နဲ့နာမာမျိုးကိုလည်းစိတ်ပူစရာမရှိပါဘူးရှင်အားသာချက်ကတော့သပင်ကိုဆေးဆိုးစရာမလိုဘူးဘီးလေးလိုမျိုးပဲဒီလိုမျိုးလေးဖီးလိုက်ရုံနဲ့သပင်ဖြူတွေကိုချက်ချင်းလက်ငယ်ဖုံးပေးနိုင်ပါတယ်အားနဲ့ချက်ကတော့ခေါင်းလျှော်လိုက်လို့ရှိရင်ပြောင်းသွားပါတယ်ရှင်ဈေးနှုန်းလေးကတော့တပူကို2200ပါရှင်မြန်မာတိုင်းနိုင်ငံလုံးကိုအယောင်ငွေချေနဲ့ပို့ပေးပါတယ်ရှင်ငွေကြိုလွှဲကြလည်းမလိုပါဘူးเนาะ Ryan မရောက်တဲ့မျိုးတွေဆိုလို့ရှိရင်တော့ငွေကြိုလွှဲကိတ်ချပေးပါတယ်ရှင်အဲ့တော့ပြောချင်တာကစိုးစင်းနဲ့မတက်တဲ့သူတွေဒါလေးတပူတော့မဖြစ်မနေဆောင်နှားတင်ပါတယ်ရှင်